Hello ဒုတိမိတ်ဆွေများအားလုံးမင်္ဂလာပါဇာတ်ဖို့ဒုတိ YouTube channel မှာကြိုဆိုပါရစေကျွန်တော်မနေ့က10ရက်2လ2026အင်္ဂါနေ့ထိုးခွဲဖော်မြူလာကြဒီတော့ one chain break ကိုကျွန်တော်တွေ့ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ season လေးစတင်ဒီမှာကျွန်တော်ရဲ့ဒုတိ YouTube channel ကို subscribe နှိပ်ပြီးအားပေးဖို့တောင်းဆိုရှင်ပါတယ်ဗီဒီယိုဖိုင်ကိုလည်းပြီးဆုံးကြည့်ပါကြော်မကြည့်ပါနဲ့ like share လေးလည်းလုပ်ပေးပါခင်ဗျာနော်ဒီကတော့ကျွန်တော်အပန်းမကြည့်ဘူးဆိုရင်ကျွန်တော်မိတ်ဆွေများ subscribe နှိပ်ပေးတာပါဒါမှသာလေနောက်တင်တဲ့ဗီဒီယိုဖိုင်တွေကိုလည်းလေးကြည့်ရှုလို့ရမှာဖြစ်ပါတယ်နော်ဒီနောက်တင်တဲ့ဗီဒီယိုဖိုင်တွေကိုလည်းလေးကြည့်ရှုလို့ရအောင်အတွက် subscribe နှိပ်ပေးထားပါခင်ဗျနော်အဲ့မနေ့ကဒါကျွန်တော်ဒလေးတာလေးအဖွင့်နေဆိုပြီးတော့ကျွန်တော်တင်ပေးခဲ့တယ်ဒီအနေနဲ့183နော်မနေ့63ညနေ9နှစ်ဆိုတော့ကျွန်တော်တို့က3ညီတယ်နော်အဲ့ one chain လေးမှန်တယ်ကျွန်တော် break တွေကလည်းပါတယ်လုံးမိုင်တွေကလည်းပါတယ်ခွေကနန်းတွေကကျွန်တော်တို့ကကနန်းတွေကလည်းကျွန်တော်တို့ဒါပါတယ်ပေါ့နော်183ခီးကနေကုန်ခီးထုတ်ပေးထားတဲ့183ခီးတွေကလည်းကျွန်တော်တို့ပါတယ်ကကနန်းတွေကလည်းပါတယ်လိုရတယ်ခင်ဗျနောက်နော်အဲ့တော့ဒါမနေ့ကကျွန်တော်တို့အင်္ဂါနေ့မနေ့ရောညောပေါက်နေအောင်ပဲကျွန်တော်ကနန်းနေကြိုးစားပြီးတော့ထုတ်ပေးပါမယ်အဲ့တော့ဗီဒီယိုဖိုင်ကိုပြီးဆုံးကြည့်ပြီး subscribe နှိပ်ပေးထားပါခင်ဗျနော်ပန်းမကြည့်ဘူးဆိုရင် subscribe နှိပ်ပြီးတော့အားပေးပါအဲ့တော့ကျွန်တော်လည်းဒီဗီဒီယို20ကိုအရင်ဆုံးစပြီးတော့တွက်မယ်ကျွန်တော်မနေ့ကအင်္ဂါနေ့မှာ10ရက်2လ2026အင်္ဂါနေ့မှာဘယ်ခီးတွေထိုးရမလဲနော်ကနန်းနေရာဖြင့်ဘယ်ကနန်းနေအားကောင်းတာရှိလဲဆိုတာကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်နော်အဲ့တော့ခီးတွေ20ကိုအရင်စပြီးတော့တွက်မယ်ခီးကကျွန်တော်တို့ခီးအရင်ရှာမယ်နော်ဒီမှာမနေ့နောက်ပိတ်ဒီကိုကျွန်တော်အခါတိုင်းပေါင်းတယ်လို့ပြောပေါ့နော်မနေ့နောက်ပိတ်ဒီကိုညထိပ်စီဒီ9နှစ်နော်အဲ့မနေ့ထွက်ကနန်းဒီ9ဒီလေးလုံးကိုကျွန်တော်တို့ပေါင်းမယ်ဆိုရင်9နဲ့2 9နော်9နဲ့2ပေါင်းရှင်းပြီး17 9နဲ့ပေါင်းရှင်းပြီး20 9နဲ့ပေါင်းရှင်းပြီး29ဖြစ်တဲ့အတွက်ကျွန်တော်တို့က9ယူတယ်နော်9ရဲ့နှက်ခတ်6ရဲ့ပါဝါဒီ1နော်961နေကုန်ကြီးအဲ့တော့ဒီ961နေကုန်ကြီးဒီနောက်နေ့လုံးဝအကြီးဖြစ်ရမယ်ဆိုတော့ကစားရမယ်961နဲ့နော်အဲ့တော့နောက်နေ့ထွက်ကနန်းနဲ့ပြန်တိုက်မယ်ကျွန်တော်ထွက်ကနန်းနဲ့ပြန်တိုက်တော့မနေ့1ရှောက်ညနေ4-3ည1ရှောက်ဆိုတော့1နဲ့ရှောက်နဲ့နှလုံးပါသွားတယ်နော်အဲ့ဆိုရင်ကျွန်တော်ဆက်ပြီးတော့တွက်မယ်ဆက်ပြီးတွက်ရင်မနေ့နောက်ပိတ်ဒီ9ညထိပ်စီဒီ1 9မနေ့ထွက်ကနန်းဒီ1ရှောက်နော်အဲ့တော့9 1ရှောက်ပေါင်းရှင်းဒီ9နဲ့1ပေါင်းရှင်းဒီ30 6နဲ့ပေါင်းရှင်းဒီ16နော်1နဲ့ပေါင်းရှင်းဒီ19ဖြစ်တဲ့တရားခွန်ပါခွန်နှက်ခတ်ဒီ3ညပါဝါဒီ5ခွန်3ည5နေကုန်ကြီးအဲ့တော့ဒီခွန်3ည5နေကုန်ကြီးဒီကျွန်တော်တို့နောက်နေ့ထွက်ကနန်းနဲ့ပြန်တိုက်မယ်ပါမပါမနေ့တင်ကညနေ3ချစ်ဆိုတော့တင်ကဆိုတော့5တလုံးပါတယ်နော်အဲ့ဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့တွက်မယ်နောက်နေ့ဘာကနန်းနေရလဲပေါ့နော်ကျွန်တော်တို့ဒီမှာမနေ့နောက်ပိတ်ဒီရှောင်းညထိပ်စီဒီလေးရှောင်းလေးမနေ့ထွက်ကနန်းဒီတင်ကနော်ရှောက်လေးတင်ကပေါင်းရှင်းဒီရှောက်နဲ့4ပေါင်းရှင်းဒီ30 5နဲ့ပေါင်းရှင်းဒီ15 1နဲ့ပေါင်းရှင်းဒီ16ဖြစ်တဲ့အတွက်ကြောင့်ရှောက်ကိုယူရဲကျွန်တော်တို့ဒီရှောက်ရဲ့နှက်ခတ်ကိုယူပါမယ်9ရဲ့ပါဝါကိုယူပါမယ်4ရှောက်9လေးနေကုန်ကြီးအဲ့တော့ဒီရှောက်9လေးနေကုန်ကြီးဒီနောက်နေ့အစင်းကြီးရမယ်ကျွန်တော်နော်အဲ့တော့တောက်ကြနေ့ပေါ့နော်မနေ့4ကိုထွက်တယ်ညနေ1ရှောက်ထွက်တယ်4ကိုဆိုတော့ကျွန်တော်တို့က4နဲ့9နဲ့နှလုံးပါတယ်1ရှောက်ဆိုတော့ရှောက်ပါလိမ့်မယ်နော်အဲ့တော့ဒီမှာ3လုံးဝင်သွားတယ်ကျွန်တော်ပြီးတဲ့
အဲ့ဆိုရင်ဆက်ပြီးတွက်မယ်မနေ့နောက်ပိတ်5ညထိပ်စီ3 5 3မနေ့ထွက်ခဏန်းဒီ4 9 5 3 4 9ပေါင်းရှင်းဒီ5နဲ့3ပေါင်းရှင်းဒီ8 9နဲ့ပေါင်းရှင်းဒီ19 4နဲ့ပေါင်းရှင်းဒီ21ဖြစ်တဲ့အတွက်1ကိုယူပါမယ်1ရဲ့နက်ခတ်ဒီ8ရဲ့ပါဝါဒီ3 183နေကုန်ပြီအဲ့တော့ဒီ183နဲ့ကညီရမကြမနေ့ကကျွန်တော်တလင်းလာနေအဖွင့်နေအတွက်183နဲ့ကစားမယ်ဆိုပြီးကျွန်တော်ပြောခဲ့ရနော်အဲ့တော့ထွက်ခဏန်းကကျွန်တော်တလင်းလာနေအဖွင့်နေမှာမနေ့63ဆိုတော့3ပါသွားတယ်ညနေ9နှစ်ဆိုတော့မပါဘူးပေါ့နော်3တလုံးညီတယ်နော်အဲ့ဆိုရင်လာမယ့်ကျွန်တော်တို့မနေ့က10ရက်2လ2026အင်္ဂါနေ့နော်ဒုတိယမြောက်နေ့ကြီးရှာမယ်မနေ့နောက်ပိတ်ဒီ9ညထိပ်စီဒီ1 9 1မနေ့ထွက်ခဏန်းဒီ63အဲ့9 1 63ပေါင်းမယ်9နဲ့1ပေါင်းရှင်းဒီ10 3နဲ့ပေါင်းရှင်းဒီ73 6နဲ့ပေါင်းရှင်းဒီ19ဖြစ်တဲ့ကြောင့်9ပါ9နဲ့ခတ်ဒီ6ပါဝါဒီ1နော်ဘယ်ဒီကျွန်တော်တို့တွက်ဆိုင်မှုဒီတွက်နီးတာမပြုတ်ခဲ့ဘူးဆိုရင်ပေါ့နော်မနေ့ပြန်ဆက်ပေးမယ်ဆိုရင်ဒီ961နေကုန်ကြီးနဲ့နေပြီးတော့ကျွန်တော်တို့ဒါအပိုင်းကစားပါပေါ့နော်961နေကုန်ကြီးနော်မနေ့ပြန်တော့961ဒါကျွန်တော်တို့ပြောမယ်ပြောတာနော်ကျွန်တော်ဒီအခု961ရထားတဲ့ကျွန်တော်တို့နေကုန်ကြီးတွေတွက်ဆိုင်ကကြားထားတဲ့ကြီးဒါ9တွေ6တွေကတော်တော်လေးကိုဒီဘက်ထိပ်မှာမြူးနေတဲ့ပုံစံဖြစ်နေလာမဲ့ကုန်ခဲ့တဲ့ဘက်ကပဲเนาะအဲ့တော့ဒီမနေ့ကကစားမှာကီဒီ661ကျွန်တော်တွက်ဆိုင်မပြတ်ခဲ့ဘူးဆိုရင်เนาะ661နဲ့ကစားမယ်အဲ့တော့ကီရပြီ1 chain ကီနဲ့လူတွဲပြီးတော့မယ်1 chain ကျွန်တော်တလင်းနာနေကနန်းရပြီဖြစ်တဲ့အတွက်ကြောင့်တလင်းနာနေကနန်းဒီမနေ့63ညနေ9နှစ်เนาะ63 9နှစ်အဲ့ဒါကိုနေပြီးတော့ကျွန်တော်တို့က81နဲ့ပေါင်းမယ်9နဲ့1ပေါင်းရှင်းပြီး10ဖြစ်တဲ့အတွက်ကြောင့်3ည3နဲ့8ပေါင်းရှင်းပြီး17ဖြစ်တဲ့အတွက်ကြောင့်1ကိုယူပါတယ်6ရဲ့နက်ခတ်ဒီ9ပါ2ရဲ့နက်ခတ်ဒီ4ပါเนาะအဲ့တော့ဒီနေရာမှာကျွန်တော်တို့အလဲကိုထွင်းပြီးတော့ယူပါမယ်ခါတိုင်းလိုပဲ1 3ညဆိုတော့ခပ်ပေါင်း1ချင်းတစ်ခွဲရမယ်9 4ဆိုတော့ခပ်ပေါင်း1ချင်းတစ်ခွဲရမယ်ဒါလည်းပြန်အင်္ဂါနေ့တက်ပေါ့နော်1 3ည9 4နော်1 3ည9 4ကပ်ပေါင်း1ချင်းနော်ကျွန်တော်ဒီနေ့တနင်္လာနေ့အဖွင့်နေ့အတွက်ကျွန်တော်တို့1ချင်းပေးတာ4နှစ်2ကိုကျွန်တော်ပေးထားတယ်เนาะအဲ့တော့မနေ့ကအတွက်ကဒါကျွန်တော်တို့1 3ည9 4အခုချတဲ့ကျွန်တော်တို့တက်ဆိုင်မူရကြတဲ့ခဏပေါ့เนาะအဲ့တော့အားလုံးရှုပ်ပြီးတော့သွားမယ်အဲ့တော့ကီဒီကျွန်တော်တို့မနေ့ကကစားမယ်ကီဒီခုနတက်ဆက်ကကြားထားတဲ့661ဆိုရဲကျွန်တော်တို့ကဏ္ဍ3လုံးပေါ့နော်661ကဏ္ဍ3လုံးဒီ661အဲ့တော့1 chain 1 chain ဒီကျွန်တော်တို့ဒီမှာ1 3ညဆိုတဲ့ကပ်ပေါက်တစ်ခွဲရှိမယ်9 4ဆိုတဲ့ကပ်ပေါက်တစ်ခွဲရှိမယ်1 3ည9 4เนาะဒီ1 chain အဲ့တော့ break ကကျွန်တော်ဒါတလေးနာနေအဖွင့်နေမှာ break 8 short break ဆိုပြီးတော့ကျွန်တော်ပြီးခဲ့တယ်เนาะမနေ့ပြန်အတွက်ကကျွန်တော်တို့ကဘာပေးမလဲတွက်ဆိုင်ကဘာကြလဲဆိုရင်ကျွန်တော်တို့4 break ကြတယ်2 break ကြတယ်ခုံ break เนาะ4 2ခုံ break အနေနဲ့ဆိုရင်ကျွန်တော်တို့ဒါမနေ့ပြန်နေပြီးတော့4 2ခုံ break ကိုဒါထိပြီးကစားရမှာပေါ့เนาะအဲ့တော့ကီးက961 1 chain က1 3ည9 4เนาะ break က4 2ခုံ
break ဒီ one chain break ပြီးရင်ကျွန်တော်တို့လုံးပိုင်လာတယ်လုံးပိုင်ဒီကျွန်တော်တို့ခုံတုံညလုံးပိုင်နေနဲ့ဆိုရင်ကျွန်တော်တို့ခုံတုံညကိုဒါထိပြီးကစားပေးရမှာပေါ့နော်ခုံတုံညလုံးပိုင်နဲ့เนาะကျွန်တော်မိတ်ဆွေများလုံးပိုင်ပြီးရင်ကျွန်တော်အခွေကဏ္ဍလေးရမယ်အခွေကဏ္ဍဒီကျွန်တော်တို့961เนาะ961နေကုန်ကြီးကိုထည့်ပြီးတော့ခွေပေးရမယ်961ကိုနေပြီးတော့ကျွန်တော်တို့ဘာနဲ့ကတ်မလဲဆိုရင်ခုံတုံညလေးနဲ့ကတ်ကစားမယ်ဒီကဏ္ဍ6လုံးပေါ့နော်အခွေကဏ္ဍဆိုရင်961ကိုခုံတုံညလေးနဲ့ကတ်ပြီးတော့ကစားမယ်เนาะခွေပြီးရင်ကျွန်တော်မိတ်ဆွေများအတွက်ကျွန်တော်ဒါမိန်းထိုးခွက်နော်မိန်းထိုးခွက်မိန်းထိုးခွက်အနေနဲ့ဆိုရင်ကျွန်တော်မနေ့ပြန်ကစားမယ်ကဏ္ဍဒီခုံတုံညနော်ခုံတေခုံလေးနော်အဲ့တော့လေးတေနော်တုံညလေးနော်ကိုလေးနော်ဒီကဏ္ဍဒါအဓိကမိတ်6ခွက်ပေါ့နော်ဒီအခုကျွန်တော်ဒီအခွေကဏ္ဍနေရမယ်ကျွန်တော်ဆွဲထုတ်ပေးထားတာဖြစ်ပါတယ်နော်ကျွန်တော်စုံစုံလေးနီးနားအောင်စုံစုံလေးဆွဲထုတ်ပေးထားပါတယ်မနေ့ပြန်နေပြီးတော့မနေ့ညရအောင်အတွက်နော်အဲ့တော့ကီယာ961 one shin က13994 break က4နှစ်ခုနော်ဒီကစားမယ်လုံးမိုင်ကိုခုံ3ညအထိကစားမယ်ကျွန်တော်နော်အဲ့တော့အခွေကဏ္ဍနေ့က961ခုံ3ညလေးကျွန်တော်ကဏ္ဍ6လုံးဒါအခါတိုင်းပေးနေတဲ့ပုံစံအတိုင်းပဲကျွန်တော်ပေးထားတယ်မိန်းထိုးဘက်ကကျွန်တော်ခုံ3ညခုံ1ခုံ4 4တေ3ည4 9 4နော်ဒီမိန်း6ဘက်ကိုနေပြီးတော့အားပြီးတော့ကစားမယ်ကျွန်တော်မိတ်ဆွေများအဲ့တော့ဒီမှာစုံစုံလေးအားလုံးပေးထားပါပြီကျွန်တော်ဗီဒီယိုဖိုင်ကိုပြီးဆုံးအောင်ကြည့်ရှုအားပေးကြတဲ့တူဒီမိတ်ဆွေများနော်မိတ်ဆွေတဲ့မိတ်ဆွေဟောင်းများမနေ့ပြန်ကျွန်တော်တို့10ရက်2လ2026အင်္ဂါနေ့နော်ဒုတိယမြောက်နေ့မှာကျွန်တော်တဏီကုံပေါက်နိုင်ပါသေးတယ်ဆုတောင်းပြီးအားလုံးကိုကျေးဇူးထူးတင်ပါတယ်